hotel မှာ၄ညအိမ်9ရက်တက်ရမယ်ခီးစဉ်လက်ရှိခီးစဉ်တွေသွားကြမယ်ဘာတိုး package ညာတိုး package စတဲ့ရိုးအီပြီးအသက်မပါတဲ့အယောင်ပို့တွေကိုတင်နေပြီးလူတွေစိတ်ဝင်စားဘူးလို့အောင်မလေးနဲ့တော့နော် travel and tour package တွေကအများအပြားဈေးနှုန်းတက်တာကြောင့်ခရီးစဉ်ရဲ့ကြာချိန်နဲ့ဘယ်နေရာတွေကိုရောက်မယ်ဆိုတဲ့ post တွေကိုပဲအများဆုံးတင်တတ်ကြပါတယ်။ဒီတော့ customer တွေက3ညအိမ်4ရက်ဆိုတဲ့ခရီးစဉ် tour package တွေရဲ့အကြောင်းနဲ့ငွေကြေးပုံကြတာတွေချက်မိသားစုနဲ့အတူပြုံးမြော်ခဲ့တဲ့အချိန်လေးကိုချစ်ရတဲ့သူတွေနဲ့အတူကြည်နူးခဲ့တဲ့နေဝင်ချိန်အမှတ်တရစတာတွေကိုကိုလိုချင်ကြတာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ travel and tour page ကို engagement ပိုတက်ချင်နေဆိုရင် customer ရဲ့ခံစားချက်ကိုထိစေမဲ့အမှတ်တရ moment တွေကိုဦးစားပေးထားတဲ့ emotional content နဲ့ video တွေကိုအသားပေးရိုက်ကူးသင့်ပါတယ်နော်။ Cora idea sensor content နဲ့ video တွေကိုဖန်တီးဖို့အခက်အခဲရှိနေတယ်ဆိုရင်တော့စလယ်ဆုံးဖန်တီးပေးနေတဲ့ရိုးရိုးရှင်းရှင်း marketing agency ကိုဒါသတိရလိုက်ပါနော်။